တခါကလမ်းသွားလန်းလာလူတယောက်ဟာအိမ်တိမ်ရှိကဖြတ်သွားရင်ထူးထူးဆန်းဆန်းဆိုင်းဘုတ်တစ်ခုကိုတွေ့လိုက်ရတယ်ဗျာအဲ့ဒီဆိုင်းဘုတ်မှာရေးထားတာကစကားပြောတတ်သောခွဲရောင်းရန်ရှိသည်9000ကျပ်တီတီတဲ့သူလဲမယောင်နိုင်တာနဲ့အိမ်ထဲကိုဝင်ပြီးခွဲလေးကိုစမ်းမေးကြည့်တာပေါ့ဟေ့ကောင်လေးမင်းတကယ်ပဲစကားပြောတတ်တာလားလို့မေးလိုက်တော့ခွဲလေးကမျက်နှာသေးလေးနဲ့ခက်တီတီပဲပြန်ဖြေတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ပြောတတ်ပါတယ်တဲ့လူကတော့အံ့ဩလွန်းလို့ပါစက်အဟောင်းသားချစ်သွားတာပေါ့ဒါဆိုမင်းဘွားအကြောင်းလေးနည်းနည်းလောက်ပြောပြပါဦးလို့ထပ်မေးလိုက်တယ်အဲ့ဒီမှာခွေးလေးကသူ့ဘွားအကြောင်းကိုစီကာဖက်ကုံပြောပြတော့တာပဲကျွန်တော်ဘွားကတော်တော်စစ်လို့ရှားဖို့ကောင်းပါတယ်ငငယ်ကညီမထောက်လန်းညီမအမှုထိုင်းခဲ့တယ်အဲ့ဒီနောက်နေဆက်ကဒုက္ခတဲ့တွေကိုကယ်ခဲ့တယ်အခုတော့အသက်ကြီးလာလို့အနားယူနေတာပေါ့ဗျာတဲ့ထို့လူလေသဘောကျလွန်းလို့အင်ရှင်စီပြေးသွားပြီဗျို့အင်ရှင်ဒီလောက်တော်တဲ့ခွေးကိုဘာလို့9000တဲနဲ့ရောင်းရတာလဲဗျာအနည်းဆုံး300ကြီးကန်တာဘောလို့ပြောလိုက်တယ်အဲ့ဒီအခါမှာတော့အင်ရှင်ကတပ်ပြင်းတစ်ချက်ချပြီးဒီလိုပြန်ပြောလိုက်တယ်ဗျာမယုံနဲ့ဗျာအဲ့ဒီခွေးကအယမ်းလိန်တာသူပြောတဲ့ထောက်လန်းကြီးတို့ကယ်ဆယ်ကြီးတို့ဆိုတာတခုမှမဟုတ်ဘူးသူဒီအိမ်ထဲကတော့တခါမှမထွက်ထူဘူးHa ha!